ထိုင်းနိုင်ငံမှာတကယ်ချမ်းသာဖို့ခက်လားပါနော်တကယ်ခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီမှာနေတာအလကားနေလို့မရဘူးပေါ့နော်ကိုယ့်ရဲ့နေထိုင်ခါတွေပေးရတယ်ရေခမ်းမိခါတွေပေးရတယ်နော်စားစရာတွေလည်းကိုယ့်ကိုဝယ်ရတယ်ပေါ့နော်ဒါတော့တိပသားဖြစ်မှာပေါ့နော်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာလှုပ်လှုပ်တယ်ဆိုတော့လစာရှိတယ်နေ့စားရှိတယ်ပေါ့နော်တချို့နေ့စားသမားတွေကတော့အနည်းဆုံးတစ်နေ့350ပဲရတယ်ပေါ့နော်အဲ့ဒီ350ကနော်တလောက်မှာ9900လောက်ရတယ်ပေါ့နော်1000ပဲထားလိုက်တော့ဗျာ1000ပဲထားလိုက်တော့ OT တွေပါတယ်ညာတယ်ဆို1000 2000တော့ရမယ်ပေါ့နော်အဲ့ဒါ OT လောက်တဲ့သူတွေပေါ့နော် OT ဆိုတာအချိန်ပိုပေါ့နော်ကိုကအချိန်ပိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်တော့တလောက်ကို1000လောက်ပဲရတယ်ဗျအဲ့ဒီတလား1000မှာကိုကချက်စားတယ်ဆို2000 3000လောက်တော့ကုန်တယ်ဗျ2000 3000လောက်ကုန်ရင်တော့အဲ့ဒီမြန်မာငွေနဲ့တွက်ရင်3သိန်းလောက်တော့ကျတယ်ပေါ့နော်3000လောက်ကုန်တော့9000လောက်ပဲကြာမှာပေါ့နော်အဲ့ဒီ9000ကတော့ကိုကဘာမှမစားဘူးပေါ့နော်ဘာမှမတော့ဘူးအဲ့ဆို9000လောက်ကုန်ပါပေါ့နော်ဒါဆို9000လောက်ဆို10သိန်းတော့မပြည့်တော့ဘူးပေါ့နော်ကျွန်တော်ရတာ9သိန်း7သိန်း9သိန်းလောက်ပဲရမှာနော်အဲ့ဒီ7သိန်း9သိန်းကိုကျွန်တော်တို့ကဘာမှမသုံးဘူးเนาะကျွန်တော်တို့သုံးဖို့ယူမယ်ဆိုလို့ရှင်တော့လောက်ပဲကြာမှာ9သိန်းလောက်ပဲကြာမှာပေါ့နော်ကျွန်တော်တို့မိဘစီပို့မယ်ဆိုလို့ရှင်တော့9သိန်းလောက်ပဲပို့ရမယ်ဗျဘာမချက်စားဘူးဆိုရင်တော့တနေ့ကို90เนาะ3နဲ့ဆိုရင်တော့150ပေါ့နော်တနေ့ကို150 10ရက်ဆို1500เนาะတလဆိုရင်တော့ဟောလောက်ကြာပါတော့4500မကြာမှာဗျအဲ့ဒါမချက်စားတဲ့သူတွေပေါ့နော်အဲ့ဆိုရင်4500ကုန်ပြီဆိုတော့9500ပဲကြာမယ်ပေါ့နော်မချက်စားတဲ့သူတွေတော့အဲ့လောက်ကြာရင်တော့ကိုကဘာညာ3စိတ်နဲ့ဆိုရင်9500ဆိုကျွန်တော်တို့1000လောက်နှုတ်ဗျအဲ့ဆို4500လောက်ပဲကြာမှာပေါ့နော်ဘာမှမကြံဘူးဗျနော်အဲ့ဒါပတ်စပို့လောက်ခတွေဘာညာရှိသေးတယ်နော်တကယ်ချမ်းသာဖို့ခက်တယ်ဗျကျွန်တော်အခုကထိုင်းနိုင်ငံမှာနေတဲ့အတွက်ထိုင်းနိုင်ငံရဲ့အကြောင်းတော့သိတယ်ပေါ့နော်ဒါပေမဲ့တခြားနိုင်ငံနေတဲ့တကယ်ရှင်းလို့ရှိရင်တခြားနိုင်ငံရဲ့အခြေအနေကဘယ်လိုရှိလဲဆိုတာ comment မှာဆွေးနွေးခဲ့လို့ရတယ်ဗျ